ဒီဇလန်လေးကကျွန်တော်ရဲ့တကယ်ဘဝတွေကကြုံတွေ့ခဲ့ရတဲ့ဖြစ်ပျက်တစ်ခုပါကျွန်တော်ကိုယ်တိုင်မျက်မြင်သက်သေပါဒါကိုပြန်ပြောရတော့မယ်ဆိုရင်တော့နည်းနည်းတော့ခန်းစားနေရပါတယ်ဒါပေမဲ့ဒီဇလန်လေးကလူတိုင်းကိုသတိထားမိစေဖို့ရည်ရွယ်ပြီးပြောပြချင်ပါတယ်ဒါကလွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကဖြစ်ပျက်ပါကျွန်တော်အဲ့ဒီတုန်းကကြေးလက်ဒေတာကကြေးရွာလေးတစ်ခုမှာနေထိုင်ခဲ့ပါတယ်ကြေးရွာလေးကတောတောင်ထူထပ်ပြီးညဘက်ဆိုအတော်လေးစိတ်ငြိမ်နေရပါလူတူတွားလာမှုလည်းနည်းပါတယ်ကျွန်တော်အိမ်ကကြေးရွာရဲ့အစွန်မှာရှိပြီးအိမ်ဒီချင်းတွေနဲ့လည်းအတော်လေးဝေးကွာပါတယ်အဲ့ဒီညကညနေခင်းလေးမှာမိုးရီရွာပြီးလေတွေကတရွှီရွှီနဲ့တိုက်နေတယ်ညဘက်ဆိုမီးလင်းဖို့အတွက်မီးအိမ်လေးတွေကိုထွန်းထားရတယ်လျှက်စစ်မီးလည်းမရှိဘူးညဘက်ဆိုအိမ်ထဲမှာမီးအိမ်လေးနဲ့ပဲစာဖတ်ပြီးချိန်ကုန်ရတာပါအဲ့ဒီညကကျွန်တော်အဲ့ရထဲမှာလှဲနေတော့ည2ချက်လောက်ချိန်မှာအိမ်ရဲ့ရှေ့ဘက်ကနေတကားလေးကိုတစ်ချက်ခောက်တန်ကြလိုက်ရတယ်ကျွန်တော်စဉ်းစားမိတယ်ဒီလိုညအချိန်မှာဘယ်သူဖြစ်မလဲလို့အိမ်နီးချင်းတွေဆိုဒီလိုညအချိန်မှာလာလေးမရှိဘူးဒါနဲ့ကျွန်တော်မီးအိမ်လေးကိုကန်ပြီးတကားစီသွားတယ်တကားကိုဖွင့်လိုက်တော့အပြင်ဘက်မှာလူတစ်ယောက်ရက်နေတာကိုတွေ့လိုက်ရတယ်သူကအမျိုးသမီးတစ်ယောက်ပါသူမရဲ့အဝတ်စားကအတော်လေးရှိကြတယ်လုံကြီးရှည်နဲ့အင်ကြီးလက်ရှိဝတ်ထားတယ်သူမရဲ့မျက်နှာကဖြူဖြော့နေပြီးသပင်တွေကနှစ်ပိုင်းခွဲကြနေတယ်သူမကကျွန်တော်ကိုစိုက်ကြည့်နေတယ်ဒါပေမဲ့သူမရဲ့မျက်လုံးတွေကအတော်လေးကြီးမားပြီးမှောင်နှံ့နေတယ်ကျွန်တော်ခဏလောက်တုန်လှုပ်သွားပြီးဘာပြောရမှန်းမသိဘူးဒါနဲ့သူမကိုဘယ်ကလာတာလဲလို့မေးလိုက်တယ်သူမကဘာမှမပြောဘူးပြုံးပြီးတော့ငြိမ်လေးပဲကြည့်နေတယ်ကျွန်တော်နည်းနည်းတော့ကြောက်လာတယ်ဒါနဲ့သူမကိုဘာလို့လဲလို့ထပ်မေးလိုက်တယ်သူမကကျွန်တော်ကိုလက်ညှိုးထိုးပြပြီးအိမ်ရဲ့အနောက်ဘက်ကိုညွှန်ပြတယ်ကျွန်တော်သူမရဲ့လက်ညှိုးကိုလိုက်ကြည့်လိုက်တော့သူမရဲ့အနောက်ဘက်မှာမီးတောက်လေးတစ်ခုထွန်းညှိနေတာကိုတွေ့လိုက်ရတယ်ဒါကကျွန်တော်အိမ်ရဲ့အနောက်ဘက်ကတစ်ပင်ကြီးအောင်မှာဖြစ်နေတာပါကျွန်တော်နောက်ပြန်လှည့်ကြည့်လိုက်တော့သူမကပျောက်သွားပြီကျွန်တော်အတော်လေးထိတ်လန့်သွားပြီးမီးအိမ်လေးကိုကင်ပြီးအိမ်ရဲ့အနောက်ဘက်ကိုတွားကြည့်လိုက်တယ်တစ်ပင်ကြီးအောက်မှာမီးတောက်လေးကဆက်လက်ထွန်းညှိနေတယ်ကျွန်တော်နည်းနည်းလေးချင်းကပ်သွားတော့မီးတောက်လေးကပျောက်သွားပြီးတစ်ပင်ကြီးအောက်မှာဘာမှမရှိတော့ဘူးကျွန်တော်အိမ်ပြန်ဝင်ပြီးတကားကိုတေချာပိတ်လိုက်တယ်ဒါပေမဲ့ကျွန်တော်အိမ်မပျော်တော့ဘူးဒီဖြစ်ပျက်ကကျွန်တော်ကိုအတော်လေးထိတ်လန့်စေခဲ့တယ်နောက်နေ့မနက်မှာကြေးရွာတွေကလူကြီးတွေကိုဒီအကြောင်းပြောပြလိုက်တော့သူတို့ကကျွန်တော်ကိုပြောပြတယ်အဲ့ဒီနေရာမှာလွန်ခဲ့တဲ့နှစ်တွေကလူတစ်ယောက်တည်ဆုံးခဲ့တယ်သူမကရွာထဲကလူတစ်ယောက်ပါသူမရဲ့ဝိညာဉ်ကဒီနေရာမှာလှည့်လည်နေတယ်လို့ယုံကြည်ကြတယ်ကျွန်တော်ဒီဖြစ်ပျက်ကိုမှတ်မိနေတုန်းမှာဒါကကျွန်တော်ဘဝမှာကြုံတွေ့ခဲ့ရတဲ့အထူးဆန်းဆုံးအဖြစ်ပျက်တစ်ခုပါဒါကြောင့်ညဘက်တွေဆိုရင်တယောက်တည်းတွာလာတာမျိုးမလုပ်သင့်ဘူးလို့တတိပေးချင်ပါတယ်ဘလို့ဖြစ်ပျက်မျိုးနဲ့ကြုံတွေ့ရမယ်ဆိုတာမသိနိုင်တော့ဘူးဟုတ်ကဲ့ဒါကတော့ဘာကြီးအောင်ကြုံတွေ့ခဲ့ရတဲ့ထိတ်လန့်ဖွယ်တရေဇလန်လေးပါကျေးဇူးတင်ပါတယ်